ညာယတ္တအဓိကမာယနိဗ္ဗာန်တ္တသစ္စိကရိယာယယရိဒံစတ္တာရောတတိပဋ္ဌာနာအလွတ်တောင်ရအောင်ကျက်ထားတဲ့ဒီပါဠိလေးကိုဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိသုဒ္ဓိယဩကပရိဒေဝနာတမတိကမာယဒုက္ခဒေါမနတ္တနာအဋ္ဌင်ကမာယညာယတ္တအဓိကမာယနိဗ္ဗာန်တ္တသစ္စိကရိယာယယရိဒံစတ္တာရောတတိပဋ္ဌာနာဒါလေးကိုရမယ်ဆိုရင်အောက်ကဣဒေနသစ္စေနသုအဋ္ဌိဟောတုလို့ထည့်မယ်ဆိုရင်အဲ့ဒါသစ္စာဆိုပြီးတော့မေတ္တာပို့ပြီးသားလည်းဖြစ်တယ်။တတိထားပြီးတော့နေတဲ့အလေးချင်းဟာစိတ်ရဲ့အငြိကြေးကိုဖြူစင်စေတယ်။စိုးရင်ချင်းနဲ့ငိုကြွေးခြင်းကိုလွန်မြောက်စေတယ်။ကိုယ်ဆင်းရဲစိတ်ဆင်းရဲကိုချုပ်ငြိမ်းစေတယ်။ဉာဏ်ပညာအဆင့်နဲ့မြင့်ပြီးတော့မဲ့ဉာဏ်ကိုရသေးတယ်။ဖူဉဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုကျင့်ဖန်များစွာမျက်မှောက်ပြုတော့နေနိုင်တဲ့အစွမ်းတတ္တိကိုလည်းရစေလိမ့်မယ်။ဒါဟာမှန်သောစကားဖြစ်တယ်။ဤမှန်တဲ့စကားကိုပြောဆိုရတဲ့အတွက်ကြောင့်တတ္တဝါတွေအားလုံးချမ်းသာကြပါစေ။အလွတ်တောင်ရအောင်ကျက်ထားတဲ့ဒီပါဠိလေးကိုဧကာယနောယံဘိက္ခဝေမေဃောတတ္တနာဝိသုဒ္ဓိယဩကပရိဒေဝနာတမတိကမာယဒုက္ခဒေါမနတ္တနာအဋ္ဌင်ကမာယညာယတ္တအဓိကမာယနိဗ္ဗာန်တ္တသစ္စိကရိယာယယရိဒံစတ္တာရောတတိပဋ္ဌာနာဒါလေးကိုရမယ်ဆိုရင်အောက်ကဣဒေနသစ္စေနသုအဋ္ဌိဟောတုလို့ထည့်မယ်ဆိုရင်အဲ့ဒါသစ္စာဆိုပြီးတော့မေတ္တာပို့ပြီးသားလည်းဖြစ်တယ်။တတိထားပြီးတော့နေတဲ့အလေးချင်းဟာစိတ်ရဲ့အငြိကြေးကိုဖြူစင်စေတယ်။စိုးရင်ချင်းနဲ့ငိုကြွေးခြင်းကိုလွန်မြောက်စေတယ်။ကိုယ်ဆင်းရဲစိတ်ဆင်းရဲကိုချုပ်ငြိမ်းစေတယ်။ဉာဏ်ပညာအဆင့်နဲ့မြင့်ပြီးတော့မဲ့ဉာဏ်ကိုရသေးတယ်။ဖူဉဏ်ဖြင့်နိဗ္ဗာန်ချမ်းသာကိုကျင့်ဖန်များစွာမျက်မှောက်ပြုတော့နေနိုင်တဲ့အစွမ်းတတ္တိကိုလည်းရစေလိမ့်မယ်။ဒါဟာမှန်သောစကားဖြစ်တယ်။ဤမှန်တဲ့စကားကိုပြောဆိုရတဲ့အတွက်ကြောင့်တတ္တဝါတွေအားလုံးချမ်းသာကြပါစေ။အလွတ်တောင်ရအောင်ကျက်ထားတဲ့ဒီပါဠိ